မပေးတဲ့ပစ္စည်းကိုသုံးတာဖြစ်သောကြောင့်အရိဏဒါနလည်းဖြစ်တယ်ဒါတွေကရှောင်ကျဉ်ရမယ့်အစားဒီအတိုင်းကျွလွန်မိရတာဖြစ်နေသည့်အတွက်ကြောင့်နိခန္ဓာတွေစောင့်တဲ့ဥပုသ္ဟာရည်စရာလည်းကောင်းတယ်အကျိုးလည်းမရှိဘူးလို့မြတ်စွာဘုရားကဒီလိုဟောတယ်နော်အဲ့တော့လောကမှာဘာသာတရားတွေကဒီလိုပဲဥပုသ္ကိုအမျိုးမျိုးစောင့်ကြတယ်အမျိုးမျိုးစောင့်ကြတယ်ဥပုသ်နေ့တတ်မှတ်ပုံချင်းကလည်းတဦးနဲ့တဦးမတူဘူးဥပုသ်စောင့်တာချင်းလည်းမတူဘူးဘုရားမြတ်စွာရဲ့အရိယဥပောဒထလို့ခေါ်တဲ့သူတော်စင်တွေစောင့်သုံးတဲ့ဥပုသ်ကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဲ့ဘယ်လိုဟာတော့ဆိုရင်ညှဉ်းနွမ်းနေတဲ့စိတ်ကိုဖြူစင်အောင်ကြိုးစားမှုပဲဥပုသ်ဆောင်ရင်ညှဉ်းနွမ်းနေတဲ့စိတ်တွေကိုဖြူစင်အောင်ကြိုးစားပေးဖို့လိုအပ်တယ်ဖြူစင်အောင်ကြိုးစားရမယ်ဥပုသ်ဆောင်နေအဲ့တော့အရိဥပောဒထဆိုတဲ့နေရာမှာစိတ်ကိုဖြူစင်အောင်လုပ်ရစိတ်ကိုဖြူစင်အောင်လုပ်ရရှစ်ပါးသီလဆောက်တည်လိုက်တယ်ပါဏာတိပါဒဝေရမဏိသိက္ခာပဒသမာဓိယရှစ်ပါးသီလဆောက်တည်အဲ့ဒီမှာဥပုသ်တေကဘယ်လိုနှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်ပါဏာတိပါဒဝေရမဏိသိက္ခာပဒသမာဓိယပဲသူ့အသက်ကိုတတ်ချင်းမှရှောင်ကျင်ပါတယ်ဆိုတဲ့နေရာမှာသူနှလုံးသွင်းရမှာကဘာလို့ဆိုရင်လောကမှာရှိတဲ့သူတော်စင်တွေယဟန္တာပုဂ္ဂိုလ်တွေဆိုတာသူတစ်ပါးအသက်ကိုတတ်ချင်းမှလုံးဝရှောင်ကြတယ်ရှောင်ယုံနေမကဘူးတတ္တဝါတွေကိုရိုက်ပုတ်ညှင်းဆဲကြောင်းဖြစ်တဲ့ဒုဒ္ဓဆတဲ့လက်နဲ့တောင်မထားဘူးပါဏာတိပါဒအမှုကိုရှက်ကြတယ်တဲ့တတ္တဝါတွေပေါ်မှာလည်းတနာတယ်ကရုဏာထားတယ်မေတ္တာထားတယ်ဟောယဟန္တာပုဂ္ဂိုလ်ရဲ့စိတ်ထားအဲ့လိုရှိတယ်နော်ဥပုသ္တေတယောက်ကလည်းပါဏာတိပါဒဝေရမဏိသိက္ခာပဒသမာဓိယမိလို့စောင့်တည်လိုက်လို့ရှိရင်ယဟန္တာရဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထားမျိုးထားတာပဲဒါတူတူပဲယဟန္တာပုဂ္ဂိုလ်တွေထားတဲ့စိတ်ဓာတ်မျိုးဒီကနေ့ငါထားရပြီလို့သူ့စိတ်ထဲမှာကျဉ်တတ်မှုဝမ်းသာမှုကြည်နူးမှုတွေဖြစ်တယ်အဲ့ဒါလိုဖြစ်အောင်နှလုံးသွင်းရမယ်လို့ပြောတယ်နော်ဒါဘလောက်အထိပ္ပယ်ရှိတော့သူတော်စင်တွေဟာသူများတဲ့ကိုမတတ်ဘူးဒီကနေ့ငါသူတော်စင်တွေလှုပ်တဲ့အတိုင်းငါလိုက်ပြီးတော့ကျင့်သုံးမယ်သူများတဲ့ကိုမတတ်ဘူးဟောဒီလိုတစ်ခုစီတစ်ခုစီအဋ္ဌိဏဒါနဝေရမဏိသိက္ခာပဒသမာဓိယမိသူတော်ဘာမပေးတဲ့ပစ္စည်းကိုပိုင်ရှင်မပေးတဲ့ပစ္စည်းကိုဤအမျိုးမျိုးနဲ့ရယူခြင်းဆိုတာငါမလုပ်ဘူးရှောင်ကျင်တယ်လောကမှာရှိတဲ့ယဟန္တာလို့ခေါ်တဲ့သူတော်စင်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဟာလည်းပဲသူများပစ္စည်းကိုဘယ်တော့မှယူလေးမရှိကြဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့အကျင့်တရားကိုဒီကနေ့ငါလိုက်နာပြီးတော့ကျင့်သုံးရတယ်လို့ဟောစိတ်ထဲမှာအာတက်တရောဖြစ်လာကြည်နူးလာတယ်ဝမ်းသာလာသူတော်ကောင်းရဲ့အကျင့်ကိုအတူယူပြီးတော့ကျင့်သုံးရတယ်ဆိုတော့ဒီအကျင့်ကြောင့်သူတော်ကောင်းဖြစ်တာဆိုတော့ကိုယ်တိုင်လည်းပဲဒီအကျင့်ကိုထာဝရမကျင့်နိုင်တော့မှပဲဒီကနေ့တည်းရဲ့ကျင့်လိုက်ရတယ်ဆိုတာယဟန္တာရဲ့ကျင့်တဲ့အဆင့်မျိုးကိုတို့တွေကျင့်ရပြီလို့ဆိုဝမ်းသာစရာမကောင်းဘူးလားအဲ့ဒီလိုစိတ်ဓာတ်မျိုးနဲ့တွေးပြီးတော့ဥပုသ်ဆောင်အောင်မယ်ထို့တူပဲအဗျမ္မစရိယဝေရမဏိသိက္ခာပဒသမာဓိယယဟန္တာပုဂ္ဂိုလ်တွေဟာမမြတ်သောမေထုံအကျင့်ဆိုတာကိုရသက်ပံရှောင်ကျင်ကြတယ်ထိုယဟန္တာပုဂ္ဂိုလ်တွေရှောင်ကျင်တယ်လို့ငါကလည်းပဲဒီကနေ့ဒီရက်မှာရှောင်ကျင်လိုက်ရပြီဟောစိတ်ထဲမှာဝမ်းသာတဲ့စိတ်နဲ့ယဟန္တာပုဂ္ဂိုလ်တွေကိုအတုလိုက်ပြီးတော့ကျင့်သုံးတယ်တစ်ခုချင်းတစ်ခုချင်းသိက္ခာပုဒ်တွေမုသဝါဒဝေရမဏိသိက္ခာပဒသမာဓိယမိယဟန္တာပုဂ္ဂိုလ်တွေဟာဘယ်တော့မှလိမ်ပြောလေးမရှိဘူးမုသဝါဒကရှောင်ကျင်ကြတယ်
ဒီကနေ့ငါလည်းပဲမူတာဝါဒကရှောင်ကျင်ရပေပြီယဟန္တာပုဂ္ဂိုလ်တွေကိုအတူယူပြီးတော့ကျင့်သုံးရတယ်လို့စိတ်ထဲမှာအာရဝန္တာဖြစ်ရစိတ်ထဲမှာကြည်နူးထို့တူပဲသူရမေရယမစ္ဆပမာဒဌာနဝေရမဏိသိက္ခာပရံသမာဓိယာမိဆိုပြီးတော့စောင့်တည်လိုက်ယန္နာအရှင်မြတ်များသည်ဘယ်တော့မှမူရစေဝါသုံးဆွဲတာမျိုးမရှိဘူးတဲ့ငါလည်းပဲဒီကနေ့ယန္နာပုဂ္ဂိုလ်ကြီးကျင့်တဲ့အကျင့်မျိုးကိုလိုက်နာပြီးတော့ကျင့်သုံးရပြီလို့စိတ်ထဲမှာဝမ်းသာကြည်နူးဟောယန္တာလေးဆိုအမတန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အကျင့်မျိုးကိုလိုက်ပြီးတော့ကျင့်ရတယ်ဆိုလဲတဲ့အဆင့်တန်းမှမဟုတ်ပဲနဲ့ဟုတ်ကဲ့ကိုကျင့်တရားအားဖြင့်ကိုယ့်ကိုမြင့်တင်ပြီးတော့အဲ့ဒီလိုစောင့်သုံးရမယ်တဲ့ဒီဥပုသ်ဆောင်တဲ့အခါနောက်တစ်ခါဝိကာလဘောဇနာဝေရမဏိသိက္ခာပရံသမာရိယာမိဆိုလိုက်တဲ့အခါယဟန္တာအရှင်မြတ်များဟာနတ်နဲ့တစ်ချိန်သာဖုံးမေးသုံးဆောင်တော်မူကြတယ်မွန်းလွဲတဲ့အချိန်မှလည်းမဖုံးမေးဘူးညနေစာလည်းမချင်ဖုံးမေးဘူးညစာလည်းမဖုံးမေးဘူးနတ်နဲ့ပိုင်းတစ်ချိန်သာဖုံးမေးတော်မူကြတယ်ငါလည်းပဲဒီကနေ့ယန္တာပုဂ္ဂိုလ်ရဲ့အကျင့်ကိုလိုက်ပြီးတော့ကျင့်သုံးရတယ်စိတ်ထဲမှာဝမ်းသာအဲ့တော့ဘုရားဘာသာကညနေမစားဘူးလို့ဆိုတာတက်တက်အငတ်ခန္ဓာမဟုတ်ဘူးနော်တက်တက်အငတ်ခန္ဓာမဟုတ်ဘူးတကယ်သူတော်စင်ပုဂ္ဂိုလ်တွေဟာညစာကိုရှောင်ကြတယ်ဘာဖြစ်လို့ညစာကိုရှောင်တယ်လဲလို့ဆိုလို့ရှိရင်အဓိပ္ပာယ်ကညစာစားခြင်းအပြင်လူတွေမှာအစာဝလာတဲ့အခါမှာအိတ်ချင်ထိုင်ပိုင်မှုတွေပို့ပြီးတော့မများဘူးလားများတယ်တန်ဖိုးရှိတဲ့ညအခါမှာဖိုင်လေးလေးနဲ့အိတ်ဖို့ပဲကြိုးစားတော့မှာပေါ့သူတော်စင်သူတော်မြတ်များကညအခါဟာသိတန်ဖိုးရှိတယ်လို့ယူဆကြတယ်ဒါကြောင့်မို့လို့အိတ်အနေနဲ့အောင်လဲညစာကိုမစားပဲနဲ့နံနဲ့စာပဲစားတယ်နောက်တစ်ခုကညစာစားမယ်ညစာစားမယ်ညနေစာစားမယ်ဆိုလို့ရှိရင်ဝေယဝိဆတွေရောမလုပ်ရဘူးလားချက်ရမယ်ပြုတ်ရမယ်ထမင်းပွဲပြင်ရမယ်ဆင်ရမယ်ဆိုတဲ့ဝေယဝိဆမချက်ပါဘူးဆိုင်သွားမယ်ဆိုလည်းသွားရသေးတာပဲဟုတ်ကဲ့စားပြီးပြီဆိုတာနဲ့ဗိုက်လေးသွားပြီလေဗိုက်လေးသွားရင်အိတ်ဖို့ပဲစဉ်းစားတော့မှာပဲတန်ဖိုးရှိပြီးတော့တိတ်ဆိတ်ငြိမ်သက်တဲ့ညချမ်းလေးကိုအချိန်ဖြုံးပစ်ဖို့ပဲရှိတယ်တဲ့ကာမဂုဏ်အာယုစိတ်တွေလောဘတွေနဲ့အိတ်လိုက်ကြပြီသူတော်စင်သူတော်မြတ်တွေကတော့အဲ့လိုမဟုတ်ဘူးသူတို့ပြောတာနတ္တဝသုပိတုံဟောတိရတ္တိနက္ခတ္တမာလိနိညအခါမှာဆိုတာကောင်းကင်ကိုမော့ကြည့်လိုက်လို့ရှိရင်အမတန်မှကြည်နူးစရာကောင်းတယ်ကောင်းကင်မှာလတို့လက်ခတ်တို့ကျေတရားတွေရှိမနေဘူးလားနေ့အခါမှာကြည့်မယ်ဆိုလို့ရှိရင်နေကြီးကလွဲလို့တခြားမမြင်ရဘူးညမှာကျတော့အလွန်လှပတဲ့လက်ခတ်တွေဟိုနားကဝင်းဝင်းလက်လက်ဒီနားကဝင်းဝင်းလက်လက်နဲ့အလွန်လှတဲ့ညအခါကိုလူတွေကအိပ်ပြီးတော့ဖြတ်ကျော်ပလိုက်ကြတယ်မေ့ထားလိုက်ကြတယ်ညရဲ့အလှကိုလူတွေမသိကြဘူးတဲ့နော်အများစုကလူတွေမသိကြဘူးဒါကြောင့်မို့လို့သူတော်စင်သူတော်မြတ်တွေကနတ္တဝသုပိတုံဟောတိရတ္တိနက္ခတ္တမာလိနိညဆိုတာတဲ့နက္ခပန်းနေနဲ့အဆန်းတကျအလွန်လှတဲ့ညအခါဆိုတာအိပ်ဖို့မဟုတ်ဘူးတဲ့ပฏิဇက္ခိတုမေဝေတာညဆိုတာကကိုယ့်ရဲ့ကိုထိမ့်သိမ်းဆောက်ရှောက်ပြီးတော့အကုသိုလ်တရားတွေကင်းအောင်ကိလေသာတရားတွေကလွတ်မြောက်အောင်ကြိုးစားဖို့ကောင်းတဲ့အချိန်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ညဆိုတော့ရာသီဥတုကလည်းအေးချမ်းတယ်နေ့လိုမပူအေးမြတယ်ဒီအခါမှာတော့လူသံနေငှက်တန်နေဆူညံနေတာမရှိဘူးညအခါဆိုတော့တိတ်ဆိတ်တယ်ဟုတ်ကဲ့လားတိတ်ဆိတ်ငြိမ်သက်ပြီးတော့အေးချမ်းပြီးတန်ဖိုးရှိတဲ့အချိန်ကြီးတစ်ခုအိပ်ပြီးတော့ဖြတ်ကျော်ပြစ်လိုက်တာအစာစားထားလို့ရှိဒါကြောင့်မို့လို့ညကိုမစားရဘူးဆိုတော့ဝိကာရဘောဇနာတန်ဖိုးရှိတဲ့ညရဲ့တန်ဖိုးရှိအောင်နေနိုင်အောင်လို့
ရည်ရွယ်တဲ့ကိစ္စတစ်ခုပဲเนาะဒါကြောင့်မို့လို့ယဟန္တာပုဂ္ဂိုလ်တွေဟာညအခါမှာသုံးဆောင်ခြင်းမရှိကြဘူးမွန်လွဲတဲ့အချိန်မှာသုံးဆောင်ခြင်းမရှိကြဘူးငါလည်းပဲဒီကနေ့ယဟန္တာပုဂ္ဂိုလ်တွေရဲ့အကျင့်တိုင်းလိုက်နာကျင့်သုံးရပြီလို့စိတ်ထဲမှာဝမ်းသာချီးလူးပြီးစောင့်နိစ္စဂိတဆိုတာလည်းပဲကြည့်လိုက်အောင်နိစ္စဆိုတာကိုယ်တိုင်ကတယ်သူများကိုကပြတယ်သူများကတာကိုကြည့်တယ်ဒါတွေကစဉ်းစားကြည့်လိုက်ပဲဆိုလို့ရှိရင်တက်တက်ပျော်ဖို့ပဲမဟုတ်လားကိုယ်ကပြတာလည်းပဲကိုယ်ကတာကိုသူများတွေသဘောကျစေခြင်းနဲ့သူများကတာကိုကြည့်ပြီးတော့လည်းကိုယ်ကသဘောကျခြင်းနဲ့ဘာတွေဖြစ်တာတော့လောဘတွေပဲဖြစ်တာနော်ဂီတဆိုလို့ရှိရင်လည်းကိုယ်ကတာတာယာယာနဲ့အတန်လေးနဲ့တခြင်းဆိုပြတယ်သို့မဟုတ်သူများဆိုထားတဲ့တခြင်းကိုနားထောင်တယ်ဒါလည်းပဲအာယုံရတာကိုခံစားတဲ့လောဘတွေပဲဖြစ်တာပဲเนาะဝါဒိတကိုယ်တိုင်တီးတယ်ဒုရိယာတွေကိုကိုယ်တိုင်တီးတယ်သို့မဟုတ်သူများတီးတာကိုနားထောင်နိစ္စဂီတဝါရိတဝိတုကဓသနာတရားဓမ္မရဲ့ဆန့်ကျင်ဘက်သာသနာတော်ရဲ့ဆန့်ကျင်ဘက်သာသနာတော်ရဲ့ဆန့်ကျင်ဘက်ဆိုတာဘာလို့ဆိုရင်မြတ်စွာဘုရားကအကုသိုလ်ဆိုတာမဖြစ်စေနဲ့ကုသိုလ်ကိုဖြစ်အောင်လုပ်ဆိုတော့အကုသိုလ်မဖြစ်စေနဲ့ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့မဆန့်ကျင်ဘူးလားအဲ့ဒါကြောင့်မို့လို့ဝိသုကတသနာလို့ပြောတာနော်တချို့ကပွဲကြိုက်တဲ့လူကပြောသေးတယ်ကြည်တတ်ရင်ဘာဝနာမကြည်တတ်ကတဏှာဆိုပြီးတော့နေသူတို့ဘာဝနာဖြစ်အောင်ကြည်တယ်လို့ဒီလိုကြမ်းခံပြီးတော့ပြောတဲ့လူကရှိသေးတယ်နော်သို့တော့ကြည်တယ်ဆိုရင်ဘယ်လိုစိတ်ဖြစ်တယ်ဆိုတာကိုယ့်အကိုအသိဆုံးပဲအဲ့ဒါတွေကိုမကြည့်ဘူးတဲ့လူရဲ့စိတ်ကိုတွေးဝေမိန်မောစေတတ်တဲ့အရာတွေကိုကြည့်ရှုခြင်းနားထောင်ခြင်းဒါတွေကနေရှောင်ကျင်လိုက်တယ်ဆိုယဟန္တာပုဂ္ဂိုလ်တွေရှောင်ကျင်တဲ့အတိုင်းငါလည်းပဲဒီကနေ့တန်ဖိုးရှိတဲ့အချိန်ကိုတန်ဖိုးရှိကောင်းတဲ့အရာတွေနဲ့အချိန်ကုန်ဖို့ကြိုးစားရတယ်လို့စိတ်ထဲမှာဟောတယ်လို့တွေးတော်ဆင်ခြင်ရမယ်နောက်တစ်ခုကမာလာခန္ဓာဝိလိပနဓာရဏမန္တနဝိပုဒနာဌာနာကြည်ပန်းပန်းတယ်ဆိုတာကိုအလှဆင်တာသို့မဟုတ်သူများမြင်လို့ရှိရင်လည်းကိုယ်တတ်မဲ့အောင်လုပ်တာကိုလည်းတတ်မဲ့စေတယ်သူတစ်ပါးကိုလည်းကိုလည်းတတ်မဲ့အောင်လုပ်တယ်သူတစ်ပါးကိုလည်းတတ်မဲ့စေတယ်နန္တာရီလိမ့်ချန်လိုက်သည့်အတွက်ကြောင့်ကိုကလည်းအနံ့ပေါ်မှာကြိုက်တယ်သူများကအနံ့ရရင်လည်းပဲလောဘဖြစ်စေတယ်မိတ်ကတ်တို့ပေါင်တာတို့လိမ့်တဲ့အခါမှာလည်းကိုตาယာပြီးတော့လောဘဖြစ်စေတယ်သူတစ်ပါးကမြင်ရင်လည်းလောဘဖြစ်စေတယ်ဆိုတော့ကြည့်ဒါတွေလည်းအကုသိုလ်ဖြစ်စေတဲ့အရာတွေကြီးပဲမဟုတ်လားတာမန်နေ့စဉ်မှာမရှောင်နိုင်ပေမဲ့လို့ဥပုသ်ဆောင်တဲ့နေ့မှာဒါတွေကိုဖယ်ရှားပစ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့မာလာခန္ဓာဝိလိပနဓာရဏမန္တနဝိပုဒနာဌာနာဝေရမဏိဆိုပြီးတော့ယဟန္တာပုဂ္ဂိုလ်တွေဟာရာသက်ပံမိမိကိုလှအောင်ပအောင်တသဆင်နာမလုပ်ဘူးသူတစ်ပါးတွေတတ်မဲ့အောင်မလုပ်ဘူးပုံမှန်တိုင်းကိုတန်တန်ပြန့်ပြန့်ကလေးနေတာပဲရှိတယ်တမင်လှုပ်တာမျိုးမလုပ်ဘူးလူဆိုတာတန်တန်ပြန့်ပြန့်တော့နေရတာပေါ့ရေမိုးချိုးပြီးတော့တန်တန်ပြန့်ပြန့်နေရမယ်တန်တန်ပြန့်ပြန့်နေတာတဲ့ပိုသွားပြီဆိုလို့ရှိရင်တတ်မဲ့အောင်လှုပ်တာပဲဟုတ်ကဲ့တန်တန်ပြန့်ပြန့်နေုံအနံ့အသက်ပြောင်းယုံလှုပ်တာဒါကတော့လှုပ်တဲ့ကိစ္စတစ်ခုပဲဘာဖြစ်လို့တော့ဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်ကမတင့်တယ်ယွန်စပွဲဖြစ်တဲ့အရာဖြစ်တယ်အဲ့ဒီမတင့်မတဲ့ယွန်စပွဲဖြစ်တဲ့အရာကိုပျောက်ယုံမြရေမိုးချိုးတယ်ဒီလိုလုပ်တယ်တန်တန်ပြန့်ပြန့်နေတယ်ဒါကရိုးရလုပ်တာအဲ့ဒီ